တွေ့တာချင်းကင်းမှငြိမ်းချမ်းမှုဆိုတာစတင်တာပါလောကကြီးမှာမိမိတို့ခံစားနေရတဲ့ပူလောင်မှုတော်တော်များများဟာပိုင်ဆိုင်လိုစိတ်နဲ့တွေ့တာချင်းဆိုတဲ့အမြင့်တွယ်မှုတွေကနေစတင်တာပါငါဥစ္စာဆိုတဲ့အစွဲတွေကိုအလွန်အမင်ဖက်တွယ်ထားမိတဲ့အခါထိုအရာတွေရဲ့မမြဲခြင်းသဘောနဲ့ပြောင်းလဲမှုတိုင်းကမိမိတို့ရဲ့စိတ်ကိုအစဉ်အမြဲပူလောင်စေတတ်ပါတယ်တစ်ခုခုကိုအလွန်အမင်တွေ့တာမိတဲ့အခါထိုအရာရဲ့ပြောင်းလဲမှုတိုင်းကမိမိတို့ရဲ့စိတ်ကိုပူလောင်စေတတ်ပါတယ်အရာရာကိုဆုပ်ကင်ထားသမျှထိုဆုပ်ကင်ထားတဲ့အရာတွေကပဲမိမိတို့ကိုပြန်လဲပူလောင်စေတာပါအမှန်စင်စစ်အစွဲကင်းလေအတွင်စိတ်ငြိမ်းအေးလေပါပဲဒါကြောင့်ဘယ်ရာပေါ်မှာမဆိုတွေ့တာချင်းကင်းတဲ့စိတ်ကလေးနဲ့သာနေထိုင်ကြည့်ပါလွှတ်ချနိုင်ခြင်းကမိမိတို့ရဲ့နှလုံးသားထဲမှာအစစ်မှန်ဆုံးသောငြိမ်းချမ်းမှုတွေကိုစတင်ဖြစ်ပေါ်လာစေပါလိမ့်မယ်အစွဲလန်းကင်းတဲ့စိတ်နဲ့ငြိမ်းချမ်းစွာနေထိုင်နိုင်ကြပါစေ